我有件事要宣布，我有男朋友了。 ဝိုင်းမိန်နဲ့ကျောင်းကော်တုံးတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်ပြီးကြတဲ့ကနေတိုင်းပူပူကက်ကက်နဲ့အရာတိုင်းဟာလည်းချစ်ချင်းမြတ်တာတွေနဲ့ပြည့်နေနေခဲ့ပါတယ်။အဲဒီနေ့ကဟွမ်ကျန်းမှာအလုပ်စင်းလို့အိမ်ပြန်လာတော့အိမ်ထဲဝင်ကန်ကြီးမှာပဲသူ့ညီမနဲ့မျိုးသားတစ်ယောက်ဖက်ပြီးနန်းနေကြတာကိုတွေ့လိုက်ရပါတယ်။ 干嘛呢？这我男朋友 Eric。 ကျောင်းကော်တုံးကဟွမ်ကျန်းမှာကိုလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားလိုက်ပေမဲ့ဟွမ်ကျန်းမှာကလေးလိုရှုလိုက်တယ်။ပြီးတော့တရုတ်နာမည်ကဘလို့ခေါ်လဲဆိုတာပဲမေးတယ်။အဲဒီနောက်ကျောင်းကော်တုံးကိုကားရှိလားဘာလို့လဲဆိုပြီးစစ်မေးပါတော့တယ်။ 大哥，我先走了。你等一下，我送你。 ဝိုင်းမင်ကသူ့အကိုကိုလှမ်းဆွဲလိုက်ပြီးအဲ့လိုမလုပ်ဖို့တားလိုက်ပါတယ်။ဝမ်ကျန်းဝါကသူ့ညမမကောင်းတဲ့လူနဲ့တွေ့မှာကိုစိုးရိမ်တာကြောင့်ကျွမ်းကော်တုံးကိုလိုက်ပို့ပြီးသူ့အကြောင်းလေးလာခြင်းတယ်လို့ဝိုင်းမင်ကိုပြောလိုက်ပါတယ်။ဝိုင်းမင်ကသူ့ကောင်လေးကိုအစင်မပြေမဖြစ်စေချင်တာကြောင့်သူမလည်းကားပေါ်တက်လိုက်ပါတယ်။ကျွမ်းကော်တုံးကသူပြီးခဲ့တဲ့နှစ်ကမှနိုင်ငံခြားကပြန်လာတာဖြစ်လို့ကားမဝယ်ဖြစ်သေးဘူးလို့ပြောလိုက်တယ်။နိုင်ငံခြားကပြန်လာတဲ့ဆိုတာကိုကြားလိုက်တော့ဝမ်ကျန်းဝါရဲ့မျက်နှာဟာအနှဲငယ်ပြေးရော့သွားတယ်။ ဝိုင်းမင်ကသူ့အကိုကဘတ်စကတ်ဘောကစားရတာကြိုက်ပြီးဆောက်လုပ်ရေးအင်ဂျင်နီယာအလုပ်လုပ်တာကြောင့်ကျွမ်းကော်တုံးကိုအခြေအနေကြည့်ပြီးပြောဆိုဖို့စာပို့လိုက်တယ်။ဝိုင်းမင်ကတားစင်ကဝင်နေတာကြောင့်ဝမ်ကျန်းဝါကလမ်းမေကဓာတ်ဆီဆိုင်နားမှာကားရက်ပေးလိုက်တယ်။ဝိုင်းမင်ဝင်သွားတော့အမျိုးသားနှစ်ယောက်ပဲကျန်နေခဲ့တယ်။ကျွမ်းကော်တုံးကအချိုရည်နဲ့ဘူးဝင်လာပြီးတပူကိုဝမ်ကျန်းဝါကိုပေးလိုက်ပါတယ်။တောက်ပြီးတဲ့နောက်ကျွမ်းကော်တုံးကအချိုရည်ဘူးကိုအဝေးကနေအဖိုင်ပုံးနဲ့ကွက်တီဝင်အောင်ပြစ်ထည့်လိုက်တယ်။ဝမ်ကျန်းဝါကကျွမ်းကော်တုံးအဲ့လိုပြစ်ပြတာတွေ့တော့သူလည်းစမ်းပြီးအချိန်ချင်းပြစ်ကြည့်ခဲ့ပေမဲ့တခုမှအဖိုင်ပုံးနဲ့ကိုမဝင်ပါဘူး။ ကျွမ်းကော်တုံးကလည်းဒီအခြေအနေကိုဖွင့်ကောင်းယူပြီးဘတ်စကတ်ဘောအကြောင်းစပြောလိုက်တယ်။ဝမ်ကျန်းဝါကတကယ့်ကိုပဲစိတ်ဝင်စားသွားတယ်။ကျွမ်းကော်တုံးကဘတ်စကတ်ဘောကစားကြည့်ပေမဲ့တူတူကစားမဲ့လူမရှိတာကြောင့်နောက်တစ်ခါဆိုဝမ်ကျန်းဝါကိုတူတူကစားဖို့ခေါ်မယ်လို့ပြောလိုက်ပါတယ်။ကျွမ်းကော်တုံးကအကိုကြီးတို့တခုံးမီတခုံးခေါ်တော့ဝမ်ကျန်းဝါစိတ်ထဲကိုတော်တော်ပျော်သွားပါတယ်။ကားပေါ်ရောက်တော့ဝမ်ကျန်းဝါအားကစားဖက်နဲ့မိုးရသေးတဲ့အကြောင်းစကားဆက်မိသွားကြတယ်။ပြီးတော့ကျွမ်းကော်တုံးကသူကိုယ်တိုင်လိုက်ပို့ပေးရင်ရှော့စည်းအောင်ရနိုင်ပြီလေလို့ဝမ်ကျန်းဝါကိုပြောလိုက်တယ်။ ဝမ်ကျန်းဝါကအရန်စိတ်ဝင်စားသွားတာကြောင့်ချက်ချင်းသွားဝယ်မယ်လို့ပြောပြီးကားဝါထွက်လာခဲ့တာကိုညမတက်စင်ကနဲ့ကြံရခဲ့တာကိုလုံးဝမေ့သွားတယ်။ဝိုင်းမင်ကားပေါ်ရောက်တော့သူ့အကိုကိုညမကိုတော့မေ့ရသလားဆိုပြီးပွားစီပြောနေပါတော့တယ်။ကျွမ်းကော်တုံးတိုက်ခတ်ရှိရောက်တော့ဝိုင်းမင်ကကျွမ်းကော်တုံးကိုနှုတ်ဆက်အနမ်းပေးတာကိုမြင်တော့ဝမ်ကျန်းဝါကြည့်မရအောင်ဖြစ်သွားပါတယ်။နောက်တစ်နေ့ကျွမ်းကော်တုံးဟာဝိုင်းမင်ကိုအလုပ်ဆင်းတာကိုကြိုးဖို့ချင်းတင်ကုမ္ပဏီကိုစောစောရောက်နေခဲ့တယ်။ပြီးတော့သူတို့ညရဲ့ဆက်ဆံရေးကိုလည်းလူတွေကိုသိစေချင်လို့ပါပဲ။ 你怎么来了？来接我女朋友下班。 ဒါကိုမြင်လိုက်ရတော့ကျွမ်းကော်တုံးကိုတိတ်တကိုးသဘောကျနေတဲ့ဟန်ရီရဲ့ရင်ထဲမှာတော့ဘလို့ခံစားသွားရမလဲဆိုတာပြောမပြတတ်အောင်ပါပဲ။နှစ်ယောက်သားကျွမ်းကော်တုံးရဲ့တိုက်ခန်းရှိကိုရောက်တော့ကျွမ်းကော်တုံးကတမင်မဝင်သေးပဲဝိုင်းမင်ကိုတော့တစ်ချောင်းထုတ်ပေးလိုက်ပါတယ်။ပြီးတော့နောက်ဆိုမင်းကလည်းဒီအိမ်ရဲ့ပိုင်ရှင်ပဲဆိုပြီးဝိုင်းမင်ကိုပြောလိုက်ပါတယ်။ဝိုင်းမင်ရဲ့စိတ်ထဲမှာအရန်ကိုချုံမိန်တယ်လို့ခံစားနေရပြီးတော့သူမဟာကျွမ်းကော်တုံးကိုဆွဲခေါ်ပြီးနှစ်ဦးသားအိမ်ထဲကိုဝင်သွားလိုက်ပါတော့တယ်။ကျွမ်းကော်တုံးကဝိုင်းမင်ရဲ့အလုပ်ကိုလိုက်ပို့ပေးတယ်။လမ်းမပေါ်မှာနှစ်ယောက်သားလက်တွဲထားရင်ကုမ္ပဏီစီလျှောက်လာကြတယ်။ ကုမ္ပဏီအဝင်ဝကိုရောက်တော့နှစ်ယောက်သားချစ်ချစ်ခင်ခင်နဲ့ပွေ့ဖက်နေကြပါတယ်။စုကန်ရှင်ကသူတို့ဘေးကနေအသက်မဲ့တဲ့မျက်နှာထားနဲ့ဖျက်လျှောက်သွားတော့ဝိုင်းမင်ကချစ်သူလက်ကိုအမြန်လွတ်ချပြီးကုမ္ပဏီတဲကိုအမြန်ပြေးလိုက်ဝင်มาတော့တယ် 你公司大门没进啊，记住了。 ။စုကန်ရှင်ကသူမကိုသတိပေးခဲ့ပါတယ်။ဝိုင်းမင်အလုံးလုံးနေစင်မှာပဲ CEO ကျန်းရွှေချုံကသူမကိုရုံးခန်းထဲဝင်လာဖို့လမ်းခေါ်လိုက်တယ်။ဝိုင်းမင်ရဲ့ relationship ကိစ္စကိုလူတော်တော်များများသိနေကြပြီဖြစ်တယ်။ဝိုင်းမင်ကကျွမ်းကော်တုံးကိုကုမ္ပဏီခေါ်လာတာဟာဂုံတိတ်ကထိခိုက်တယ်ဆိုရင်နောက်မခေါ်လာတော့ဘူးလို့ပြောခဲ့ပါတယ်။ CEO ကျန်းရွှေချုံကဒါကိုဆိုလိုချင်တာမဟုတ်ပါဘူး။သူမကမစ္စတာထိုင်ကိုကုမ္ပဏီရဲ့အမှုပညာကြဝဲသို့ဖိတ်ကြားချင်တာဖြစ်ပြီးဝိုင်းမင်ရဲ့ချစ်သူကျွမ်းကော်တုံးကနေတဆင့်ဆောင်ရွက်ပေးစေလိုတာပဲဖြစ်ပါတယ်။ဝိုင်းမင်ကတခဏတွေ့ဝေသွားပြီးသူမနဲ့ကျွမ်းကော်တုံးဟာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဘာမှဆက်ပတ်သက်မှုမရှိကြောင်းကိုပြောပြတော့ CEO ကျန်းရွှေချုံက 这么聪明的姑娘，怎么一谈恋爱就变傻了呢？ ကျွမ်းကော်တုံးနဲ့လူချင်းမင်းထိန်တို့ဟာအရန်ရင်းနှီးတဲ့ဆက်ဆံရေးလည်းမရှိတဲ့အကြောင်းနဲ့ကျွမ်းကော်တုံးဟာလူချင်းမင်းထိန်ရှိမှအရေးပါအရာရောက်တဲ့စကားပြောနိုင်သူမဟုတ်ကြောင်းကိုဝိုင်းမင်ကရှင်းပြပါတယ်။ကျန်းရွှေချုံဟာဝိုင်းမင်ကိုယောက်ျားကောင်းတွေပေးတဲ့အကျိုးရလဒ်တွေကိုကောင်းကောင်းအသုံးချတတ်ဖို့ပြောပြခဲ့တယ်။ဒါပေမဲ့ဝိုင်းမင်ကတော့အလောက်ကအလောက်ခန်းစားချက်ကခန်းစားချက်ပဲသူတို့နှစ်ခုကိုရောထွေးပလိုက်လို့မရဘူးဆိုပြီးတစိုးထိုးညင်းပါတယ်။ကျန်းရွှေချုံဟာအတွေ့အကြုံရှိပြီးသားလူတစ်ယောက်အနေနဲ့ဝိုင်းမင်ကိုဖျားပေးတဲ့ရုပ်ရည်ကိုအကျိုးရှိရှိသုံးချတတ်ဖို့နဲ့နှလုံးသားရေးရာကိုပဲဦးစားမပေးဖို့ထပ်မံပြောကြားခဲ့ပါတယ်။ သို့တော်လည်းဝိုင်းမင်ကတော့ရုပ်ရည်အားသာချက်ကိုအသုံးချပြီးလိန်ညာလှည့်ပြားတာဟာကလိန်ကကြစ်ကြတာပဲလို့ယူဆခဲ့ပါတယ်။ဝိုင်းမင်ကအရှော့မပေးပဲဆက်ပြီးခေါင်းမာနေရကြောင်းကျန်းရွှေချုံဟာတော်တော်လေးရည်ချင်းစိတ်ပေါက်သွားတယ်။အတွေ့အကြုံတော်တော်မရှိသေးတဲ့ကလေးမလေးပါလားဆိုပြီးသူမလေးလိုရှုလိုက်တော့တယ်။စုကန်ရှင်ကအဖြစ်အပျက်ကိုသိသွားတော့ CEO ရဲ့အကြံဉာဏ်ကိုတင်းတင်းလက်ဝက်စွာနားထောင်တင်ကြောင်းဝိုင်းမင်ကိုပြောခဲ့တယ်။ဝိုင်းမင်ကဆက်လက်ပြီးတော့အချစ်ဟာအမြင့်မြတ်ဆုံးဖြစ်ကြောင်းနဲ့အလုပ်ပြုတ်သွားရင်တော့အလုပ်အသစ်ပြန်ရှာလို့ရကြောင်းထပ်မံပြောခဲ့ပါတယ်။ ညဘက်ဝိုင်းမီသားစုညစာစားကြတဲ့အချိန်မှာဝိုင်းမင်ဟာရှက်ပြောလေးတဲ့သတင်းတစ်ခုကြော်ညာလိုက်ပါတယ် 我有男朋友了。
ဝမ်ဖေဖေနဲ့ဝမ်မေမေတို့ကတော့သူတို့သမီးလေးမျက်စိကျတဲ့ချစ်သူကဘယ်သူလဲဆိုတာအရင်စိတ်ဝင်စားသွားကြပြီဓာတ်ပုံရှိမရှိမေးကြတော့တယ်ဝမ်မိန်ကချက်ချင်းဆိုသလိုအခန်းထဲပြေးဝင်ပြီးအတူတူတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံယူလာခဲ့ပါတယ်ဝမ်မေမေကဓာတ်ပုံကိုကြည့်ပြီးတော့မိမသားဆန်နဲ့မိမချောချောတယ်ဝမ်ဖေဖေကကျောင်းကော်တုံးရဲ့ပယိုးတွေဟာမြင့်နေတဲ့အတွက်စိတ်သဘောထားကောင်းမကောင်းမေးခဲ့တယ်ဝမ်မေမေကတော့ဓာတ်ပုံကိုကြည့်ပြီးတော့ကောက်ချက်ချရမရကြောင်းနဲ့အပြင်မှာတွေးမှသာသိနိုင်ပြီဖြစ်ကြောင်းပြောပြခဲ့တယ်မိဘနှစ်ပါးကကောင်းလေးကိုတွေးဖို့ဘယ်ချိန်ခေါ်လာပေးမလဲလို့ဝမ်မိန်ကိုမေးခဲ့ပါတယ်တစ်ဖက်မှာလည်းကျောင်းကော်တုံးဟာပြင်သစ်နိုင်ငံ Colin Corporation Company ထံမှမေးရဆောင်ရရှိခဲ့ပါတယ်မေးထဲမှာသူလျှောက်ထားတဲ့ Paris မြို့ရဲ့တွဲဖက်ဒရိုက်တာရာထူးကိုခန့်အပ်လိုက်ကြောင်းရေးထားတယ်ကျောင်းကော်တုံးဟာဝမ်းသာအားနဲ့လက်ခုပ်ထတီးပါတယ်ပြီးတော့ကျောင်းမေမေကိုဗီဒီယိုကောခေါ်ပြီးသူလျှောက်ထားတဲ့ယာရုခန့်အပ်ခံရတယ်လို့ပြောတဲ့အခါကျောင်းမေမေကသူမရဲ့တားအတွက်ဂုဏ်ယူကြောင်းနဲ့ရီမန်းချက်ပန်းနိုင်ရအောင်သွားနိုင်လို့ဆိုပြီးဂုဏ်ယူစကားဆိုခဲ့ပါတယ်ဗီဒီယိုကောပြောပြီးတော့ကျောင်းကော်တုံးဟာရေခဲတက်တာတွေကဝိုင်းတစ်ခွက်ယူတော့ရင်ပျော်လွန်းလို့ကောက်ခုံမြူတူရင်ရုတ်တရက်ဆိုသလိုနိုင်ရန်မောင်ကသူနဲ့ဝိုင်းမေတို့တူတွဲရထားတဲ့ဓာတ်ပုံကိုတစ်ချက်လမ်းကြည့်မိသွားမှသူ့မှာချစ်သူရှိသေးတယ်ဆိုတာကိုသတိရသွားတယ်သူသာနိုင်ငံခြားကိုထွက်သွားမယ်ဆိုရင်သူတို့ချစ်သူမြောက်ဟာ LDRS ဖြစ်သွားမှာကိုတွေးမိသွားတဲ့အခါမှာတော့ပျော်ရွှင်နေတဲ့စိတ်တွေဟာတခဏငြိမ်ကျသွားပါတော့တယ်နောက်တစ်နေ့မှာဝိုင်းမိန်ဟာကျောင်းကော်တုံးရဲ့တိုက်ခန်းကိုလာခဲ့ပြီးသူတို့နှစ်ယောက်ကခဏတာပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတယ်။ကျောင်းကော်တုံးကဝိုင်းမိန်ကိုဖတ်ထားရင်စမ်းတက်တဲ့အနေနဲ့ဒီလိုမေးလိုက်တယ်။သူ့အတွက်အလုပ်ထွက်ပေးမလားတဲ့“那为什么不能是你为我辞掉工作呢？”ကျောင်းကော်တုံးကရုတ်တရက်ထပြောလိုက်တာကသူ Paris ကိုသွားကျင်နေတဲ့။ဝိုင်းမိန်ကတော့သူတို့နှစ်ယောက်အပျော်ခီးသွားမယ်ထင်ပြီး passport လုပ်ဖို့လေလက်မှတ်နဲ့ hotel booking လုပ်ဖို့တွေကိုစိတ်ကူးရင်နေခဲ့တယ်။အချိန်မျိုးတော့ Paris ကိုသွားလည်ဖို့စိတ်ကူးနေခဲ့တယ်။ဝိုင်းမရဲ့စိတ်အားထက်သန်နေတဲ့ပုံစံကြောင့်ကျွမ်းကော်တုံးကသူပြောမလို့လုပ်နေတဲ့စကားကိုတော့မပြောလိုက်ရပါဘူး။သူဘလို့ဖွင့်ပြောရမယ်မသိတော့ဘူး။သူပြင်သစ်ကိုသွားရမယ်ဆိုတဲ့အကြောင်းနဲ့သူတို့နှစ်ဦးဟာမိုင်မောင်းများစွာဝေးကွာတဲ့အဝေးရောက်ချစ်သူတွေဖြစ်တော့မယ်ဆိုတာကိုပေါ့။ဝိုင်းမိန်ကသူဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်ကိုသတိရသွားပြီးကျွမ်းကော်တုံးကိုသူနဲ့အိမ်ကိုလိုက်မလိုက်မေးလိုက်တယ်။သူ့ကိုဝိုင်းမိန်ရဲ့မိဘတွေကတွေ့ချင်လို့တဲ့။ဒီအချိန်မှာတော့ကျွမ်းကော်တုံးကဝိုင်းမိန်ရဲ့မိဘတွေကိုလုံးဝမတွေ့ချင်သေးဘူး။ဒါနဲ့ဝိုင်းမိန်ကိုစိတ်ပိုင်းဆိုင်ရာနှိမ်ချတဲ့နည်းနဲ့စပြောတော့တယ် 我就不明白了，你们女生怎么对见家长有这么深的执念呢？ ။ကျွမ်းကော်တုံးကချစ်သူနှစ်ယောက်ရဲ့အခြေရေးကိုမိသားစုဝင်တွေဝင်မဆွတ်ဖက်ဖို့သူတို့အခြေရေးမှာဆက်ဆက်နေစရာမလိုဘူးလို့ပြောတယ်။ကျွမ်းကော်တုံးကအချိန်ချင်းညင်းလာကြောင်းဝိုင်းမိန်စိတ်ဆိုးသွားတယ်။ဝိုင်းမိန်စိတ်ဆိုးနေတာကိုမြင်တော့ကျွမ်းကော်တုံးကစကားပြောင်းလိုက်တယ်။သူကွမ်ကျိုးကိုခရီးသွားပြီးပြန်လာရင်လက်ဆောင်တွေဝယ်ခဲ့ပြီးတော့မှအိမ်ကိုလာခဲ့မယ်လို့ပြောလိုက်တယ်။အဲဒီတော့မှဝိုင်းမိန်ရဲ့ဒေါသပြေသွားတယ်။ကျွမ်းကော်တုံးကကွမ်ကျိုးကိုထွက်သွားတယ်။ဝိုင်းမိန်ကတယောက်တည်းကျွမ်းကော်တုံးရဲ့တိုက်ခန်းကိုလာခဲ့ပြီးတန်ရှင်းရဲလို့စပွဲရှင်းရဲနဲ့မတော်တဆကွန်ပျူတာကိုသွားထိမိတယ်။အဲဒီမှာကျွမ်းကော်တုံးစီရောက်နေတဲ့ email အသစ်တစ်စောင်ကိုမြင်လိုက်ရတယ်။ခေါင်းစဉ်ကိုပဲကြည့်လိုက်တာနဲ့ကျွမ်းကော်တုံးက Paris ကိုတိတ်တဆိတ်သွားဖို့စီစဉ်နေတယ်လို့ဝိုင်းမိန်ကထင်လိုက်တယ်။သူတိုက်ခန်းထဲမှာညနေတဲ့အထိနေပြီးကျွမ်းကော်တုံးစီကိုဗီဒီယိုကောခေါ်လိုက်တယ်။ဝိုင်းမိန်ကကျွမ်းကော်တုံး Paris ကိုရိုးရိုးခရီးသွားဖို့ပဲလို့အခုထိထင်နေတော့မှာပဲ။ကျွမ်းကော်တုံးကတော့သူ့ရဲ့လှပတဲ့စိတ်ကူးရဲ့အိမ်မက်ကိုဖျက်ဆီးလိုက်ပါတယ်那是荷兰的 HR 发的，确认我接受了 offer。ဝိုင်းမိန်ကဘာကန်းလန်းချက်လဲဆိုပြီးဇဝေဇဝါဖြစ်နေတော့မှာပဲ။ကျွမ်းကော်တုံးကလုံးဝဖွင့်မပြောချင်တာနဲ့ပဲဝိုင်းမိန်ကို email ဖွင့်ပြီးကိုယ်တိုင်ကြည့်ခိုင်းလိုက်တယ်။ဝိုင်းမိန်ကနားမလည်သေးပဲ email ကိုဖွင့်ဖတ်လိုက်တယ်။ဖတ်လေလေသူတော်လုံးလေပါပဲ။အဲ့ဒီထဲမှာရေးထားတာကကျွမ်းကော်တုံးကမကြခင်မှာ Paris ကိုလက်ထောက်ဒရိုက်တာအဖြစ်တွားရောက်ခါတာဝန်ထမ်းဆောင်ရတော့မယ်ဆိုတာကိုပေါ့။ဝိုင်းမိန်ရဲ့စိတ်ခံစားချက်ကိုဒီအချိန်မှာဖော်ပြဖို့တောင်ခက်တယ်။သူတုံရင်နေတဲ့အတန်နဲ့ကျွမ်းကော်တုံးကိုဒီယာတို့ကိုလက်ခံလိုက်တာလားလို့မေးလိုက်တယ်接受了。 ကျွမ်းကော်တုံးကအကျိုးတင်အကြောင်းတင်ရှင်းပြဖို့ကြိုးစားတယ်။ဒီယာတို့အတွက်ရှောက်လာကိုလွန်ခဲ့တဲ့6လကရှောက်ခဲ့တာဖြစ်ပြီးအဲ့ဒီတော့ကသူတို့နှစ်ယောက်မသိသေးဘူးလို့ပြောတယ်။အရေးကြီးဆုံးကတော့သူအခုရှိနေတဲ့ပေကျင်းရောင်းဝဲကသိငယ်ပြီး Paris မှာသာသူပုံမကောင်းမွန်တဲ့တိုးတက်မှုတွေရနိုင်မလို့ရှင်းပြလိုက်တယ်။